အားလုံးပဲမင်္ဂလာပါခင်ဗျာတန်ကိုကွန်မန့်ဘလော့ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့လင်းမွေဓာတ်ကိုချစ်ပြမှာဖြစ်ပါတယ်ခင်ဗျာမကြောက်ကြပါနဲ့ဒါကတော့ရခဲ့တဲ့တောတွေကနေရခဲ့တဲ့လင်းမွေလေးပါဟိုရိုက်ရပုတ်ရတွေနဲ့ဒါဒဏ်ရာတွေရနေတယ်ပေါ့နော်ဒီအာကုအလုတ်တော့မှန်ပါတယ်ဒါပေမဲ့ပေါ့ခင်ဗျာအခုကျွန်တော်မီးတွေစပြီးမွေးနေပါပြီအမိုက်တွေထည့်ပြီးတော့မီးမွေးပြီးတော့အဝရခဲ့တဲ့လင်းမွေကိုမီးနဲ့နှိုက်မှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုကပုံမှန်ဗီဒီယိုနဲ့မတူပါဘူးခင်ဗျာတချို့လူတွေတော့ကျွန်တော်ရဲ့အပြုမူတွေကိုကြိုက်ကြမှာတော့မဟုတ်ပါဘူးခင်ဗျာကဲဒါတော့အခုကျွန်တော်မီးနိုင်မဲ့အမွေဖြစ်ပါတယ်တစ်ချက်လိုက်ကြည့်ပေးကြပါခင်ဗျာကျွန်တော်မီးပုံထဲကိုမွေလေးကိုထည့်လိုက်ပြီးတော့တကုံလုံးပေါ့နော်မွေတကုံလုံးနှံ့အောင်ကျွန်းကျွန်းကြောက်တူးနေအောင်กินရပါတယ်ခင်ဗျာအဲ့ဒါမှဒါလေသူ့ရဲ့အရည်ခွင်လေးတွေကိုဒါနှီးပြားလေးနဲ့ပဲဖြစ်ဖြစ်ဒါတစ်ထက်ကလေးနဲ့ပဲဖြစ်ဒါချစ်လိုက်တဲ့အခါမှာမွေမှာကတ်နေတဲ့သူ့ရဲ့အရည်ခွင်လေးတွေကကွာချတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဗီဒီယိုရိုက်မယ်လို့ရိုက်တာပေါ့နော်ဒီမျိုးဒီမွေနှိုက်တာတော့အဲ့လိုတွေကြတော့လုံးထားမရှိတော့တိတ်မကြွန့်ကျင်ပါဘူးခင်ဗျာမွေနှိုက်ပြီးပြီဆိုတော့မီးနဲ့နှိုက်ပြီးပြီဆိုတော့ကျွန်တော်ကအဲ့ဒီမွေဘိုက်ထဲကဦးတွေပေါ့နော်အဲ့ဒါတွေကိုထုတ်လိုက်ရပါတယ်အဲ့ဒီထုတ်တာကိုတော့ကျွန်တော်ဗီဒီယိုမှရိုက်လိုက်ရတော့ဒါထည့်မပြတော့ပါဘူးခင်ဗျာအဲ့တော့အဲ့ဒီမွေပိုက်ထဲကဦးတွေနှုတ်ပြီးပြီဆိုရင်ရေနဲ့တေချာပြောင်းဆေးပြီးတော့ဓာတ်နဲ့မပိုင်ပဲနဲ့ကျွန်တော်တို့ဒါလက်နဲ့အသားရလေးလိမ်ပြီးတော့ပိုင်လိုက်ပါတယ်ခင်ဗျာမွေကနည်းနည်းငယ်တာဆိုတော့အိုးဖင်တော့မနှံ့ပါဘူးခင်ဗျာကဲရေပြောင်ဆေးပြီးဆိုတော့အချစ်မဲ့အိုးထဲမှာဒါကျွန်တော်တို့ဒီကြက်သွန်ပြူအနေငယ်လေးထောင်းပြီးတော့ထည့်လိုက်ပါတယ်ခင်ဗျာကြက်သွန်ပြူထည့်ပြီးဆိုတော့ကျွန်တော်တို့အချုံမိုးနဲ့ငယ်ထည့်တယ်ထည့်ပြီးတော့ကျွန်တော်တို့ဒါစီအနေငယ်ပေါ့နော်စီအများကြီးမထည့်ပါဘူးခင်ဗျာစီအနေငယ်ထည့်ပါတယ်ထည့်ပြီးတော့ဒါစားလေးထည့်လိုက်ပါတယ်ခင်ဗျာစားထည့်ပြီးဆိုတော့ကျွန်တော်တို့ဒေတာဘက်မှာsorry ငပိထည့်မယ်ငပိထည့်ပြီးဆိုရင်ကျွန်တော်တို့ဒေတာဘက်ကကျွန်တော်တို့ကိုယ်တိုင်မောင်းနဲ့ထောင်းထားတဲ့စနွန်းလေးကိုထည့်လိုက်ပါတယ်ခင်ဗျာထည့်ပြီးဆိုတော့ကျွန်တော်တို့ဒါမီးပေါ်တင်ပြီးတော့အနေငယ်ဆူလာတဲ့အခါမှာဒါရောက်မှလေးနဲ့မွေးလိုက်ပါတယ်ဒီတစ်ပတ်ဗီဒီယိုကတော့အသေးစိတ်မရိုက်လိုက်ရလို့ကျွန်တော်ဗီဒီယိုတော့မပြည့်စုံဘူးပေါ့ခင်ဗျာဒါသူ့ရဲ့ကြီးအရင်လှောင်းလိုက်တယ်ပေါ့နော်အောက်လိုက်ပါတယ်ခဏနေတော့ကျွန်တော်တို့ဒါကြက်ပြီးသားရေချက်အေးလေးပေါ့နော်ကြက်ပြီးသားပေါ့နော်ဆူပြီးသားရေနွေးလေးကိုထည့်လိုက်ပါတယ်သူ့အကြာကြီးပြုတ်ရအောင်မှဖြစ်တဲ့အတွက်နူးနေအောင်ပြုတ်ရအောင်မှဖြစ်တဲ့အတွက်ရေနွေးများလေးထည့်လိုက်ပါတယ်ခင်ဗျာ15မိနစ်နဲ့ဆက်လာပြုတ်လိုက်ပြီးတဲ့အခါမှာဒီလိုမျိုးဟင်းပုံစံလေးထွက်လာပါတယ်ခင်ဗျဒါတော့ဒီနေ့ညကျွန်တော်တို့မိသားစုစားမဲ့တခြားဟင်းတွေနဲ့အတူတူပေါင်းပြီးတော့စားမဲ့လင်းမွေဓာတ်လေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးခဲ့တဲ့မိတ်ဆွေတူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာ